ဟုတ်လို့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့တကယ်ကျွန်တော်အားလုံးကိုပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ကျွန်တော်အရင်ဗီဒီယိုလိုမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ဒီကျွန်တော်ဆောက်နေကြဆာဗာလေးနဲ့ကျွန်တော်မိတ်ဆက်ပေးနေတယ်နော်ကျွန်တော်သွားလည်ပြမှာပေါ့ကျွန်တော်ညီလေးကိုစင်လည်းပါတယ်ကျွန်တော်ဒီဆာဗာကကျွန်တော်ကတခြားဆာဗာဒီ survival ဆာဗာထောင်နေကြလူဖြစ်ပေမဲ့ကျွန်တော်အဲ့ဆာဗာတွေကိုမဆော့ဘဲနဲ့ကျွန်တော်ဆာဗာမှာပဲပုံပြီးချိန်ပေးဖြစ်တယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ဒီဆာဗာလေးကိုကျွန်တော် live ပြီးတော့မှကျွန်တော် YouTube ဗီဒီယိုလေးနဲ့ကျွန်တော် live ပြီးတော့မှပြကြတယ် Okay let's go ကျွန်တော်တို့ဟိုမှာဒါကတော့ကျွန်တော်တို့တိုင်ဒီပြန်အသက်တွေကျွန်တော်ရှင်းထားတယ်ဒါပြပါကျွန်တော် EHP ကတော့6496ဖြစ်ပြီးတော့ဒါကျွန်တော်ချိတာမဟုတ်ပါဘူး။ list ကျွန်တော်လုပ် list တစ်ခုနဲ့တော့လုပ်ထားကျွန်တော်ချိရတဲ့မှာဆိုလို့ကျွန်တော်တယောက်တည်းမဟုတ်ကျွန်တော်ဒီ wall ထဲမှာဆွဲရလူတွေအကောင်လုံး EHP ပါတယ်ဗျ။ဘာလို့လဲဆိုတော့ glitch နဲ့လုပ်ထားတာပေါ့နော်။ဒီလေဟိုကမင်းမရော EHP ဘယ်လောက်ရှိလဲ။1195သူလည်း2195ရှိတယ်ကျွန်တော်လည်း6496ပါနော်။ကွာတော့ကွာကျွန်တော်တန်းတကယ်ချင်းလည်းရှိသေးတယ်။ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုမှာဆိုကျွန်တော်ညီလေးနဲ့ပဲကျွန်တော်ဗီဒီယိုရတယ်။အဲ့တော့ခဏကျွန်တော်ဒီဟာကိုကျွန်တော်ဘယ်လိုဆော့လဲကျွန်တော်ပြတယ်။ကြရအောင်မင်းခဏလေးမင်းဒါရိပ်ပေးပါ။ကျွန်တော်ဒီခါပါကျွန်တော်ဆော့တော့ဆော့ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဒီလိုမျိုးအလုပ်ဒီ pocket ဒီ common အလုပ်လေးပဲကျွန်တော်လုပ်တာ။တူဘာမှတော့မလုပ်ဘူး။ဒီစားပါကျွန်တော်ကိုယ်တိုင်ပဲလာပြီးချင်းလုပ်ဖြစ်တဲ့ဆိုင်ပါကျွန်တော်အရန်ဒီစားပါကိုကျွန်တော်အရန်ကြိုက်ပါတော်တော်လေးချစ်ပါတယ်ဒီစားပါကိုကျွန်တော်အရန်အားထားလေးကြဆော့ရတဲ့စားပါဆိုလည်းမမှားဘူးပါဗျာဒီစားပါကျွန်တော်ကြီးကိုအဆင်ပြေရယ်ဟာညီလေးမင်းပြန်ဆိုင်ငါလည်းပြန်ဆိုင်မောရညီမင်းဟိုမှာတော့ဆိုင်ပါဟိုမှာဆိုင်ကင်းရှိဟိုဘက်ကဟဲ့တော်ပြီဟိုဘက်ကဆိုင်ဟိုမှာတော့ဆိုင်ရကျွန်တော်ဒီဘက်မှာဆိုင်လိုက်ပြီတို့ကျွန်တော်ဟိုဘက်ခဏလောက်ကျွန်တော်လွတ်ထားမယ်ဒါနဲ့ကျွန်တော်စိုက်ပျိုးရေးလောက်တာအရန်ကြာပြီးတော့ကျွန်တော်စကားရမ်းများလို့ကျွန်တော်အတန်လေးခဏပိတ်ပြီးတော့ကျွန်တော်ဗီဒီယိုခဏရက်ထားပါတယ်ဒီဝါခဏမင်းဒါရိတ်တာမင်းမဖော်ကျုံဟုတ်ရှိတာဖော်ကျုံဟုတ်ရှိရင်မင်းဒါရိတ်တာအဲ့ဘက်ကဟာရိတ်ကျွန်တော်သူ့ဟိုဘက်ကဟာခိုင်းတာကျွန်တော်ဒီဘက်ကကျွန်တော်လုံးဆရာရှင်းလို့လောက်ကျွန်တော်တို့ဘောမှာကြက်လဲများတယ်နော်ဒါကြက်တွေကတခါကျဒီလိုမျိုးအဲ့တော့တက်ပြီးတော့သူတကားနားမှာကတ်နေဘယ်လိုတော့မရဘူးကတ်နေရကျွန်တော်လည်းစိတ်တွေညစ်တယ်ကျွန်တော်စကားအရင်များလို့ဗီဒီယိုခဏထည့်ရထားပါတယ်ဗျာကျုပ်လေရမ်းများအသိများတော်များကျွန်တော်ဒီဆာဗာကြီးနဲ့အနေထားကြီးနဲ့ကတော့ကျွန်တော်ဝေါ်နဲ့ကျွန်တော်ဆာဗာနဲ့ကတော့ငတ်ဖို့ဆိုတော့ဝေလာကိုကျွန်တော်မှအစာ unlimited ရှိတယ်ဒါတော့ကြွားတာပါဘာတော့မဟုတ်ပါဘူးကျွန်တော်ညီလေးစိုက်တာပြီးရောမယ်ပေါ့နော်သူ့ဟာတွေကျွန်တော်ဒီမှာနည်းနည်းရောက်လာပြီကြာညခဏလာယူလားကိုစင်းအဲ့ယူရည်ရှင်ပြည့်လားအဲ့တော့ပြည့်နေဒီမှာလာထည့်နေအဲ့ဒီမှာလည်းပြည့်နေရမပြည့်ဘူးဒီမှာတစ်ချက်ရှိနေတာထည့်လို့ရကျွန်တော်ဒီလိုပဲပစ္စည်းတွေစိုက်ကွေးနဲ့ပတ်သက်လာတယ်ချက်သေးပဲထည့်ဒါနေရအလက်တော့ကျွန်တော်မထားဘူး let's go ကျွန်တော်ပြီးတော့ကျွန်တော်ဝေါ်ရဲကျွန်တော်လည်းပြချင်တယ် let's go ဒါတော့ကျွန်တော်စာပါကြီးပေါ့နော်ကျွန်တော်နာမည်ကိုရေးထိုးထားပါတယ်ဒီပေါ်မှာရမ်းကြီးရဲ့ဗျဝေါ်ကဒီဘက်တွေမှာလည်းအများကြီးရှိသေးတယ်လိုက်ပြီးတော့ပြရင်ကျွန်တော်ပြီးတော့မှမဟုတ်လို့ကျွန်တော်ဒီအလဲဗဟိုကြရဲ့နေရာကိုကျွန်တော်ပြဒါကျွန်တော်နေတဲ့နေရာပေါ့နော်ကျွန်တော်အိမ်ကြီးပဲဒီမှာ4-5အိမ်လောက်ရှိရင်ကျွန်တော်စောက်ထားဒါပေမဲ့ကျွန်တော်လည်းမနေပါဘူးကျိုးအိမ်တွေဆိုဘာမှမထည့်ရတဲ့အိမ်တွေမှာရှိရှယ်ပဲကျွန်တော်ဒီစားပါကျွန်တော်အရန်ကြိုက်တယ်ဗျကျွန်တော်အားအကြောင်းကျွန်တော် fan တွေတော့ကျွန်တော် YouTube channel လေးမှာဆက်လောက်တင်ပေးလိုက်တာ HSP fan ဆိုလည်းနဲတာကြီးမဟုတ်ဘူးကြီးပဲတော့ Go fan တွေဆိုလည်းစောက်ထားရှိပြီလေ V8 fan တွေရှိတယ်ဗျရမ်းကြီးရယ်ပေါ့ပြီးပါပြီဟုတ်ပြီငါနွားစာကျွေးလောက်ဘယ်ဒီဘက်မှာမင်းဝီးရထားရတယ်ရှိလားဘာအဲ့နွားစာတွေထားရတယ်ရှိတော့ဒီဘောက bro ဗီဒီယိုထဲမှာမြင်နေရကျွန်တော်ကိုချိရလို့ပြောခြင်းလည်းပြောဘာလို့လဲဆိုတော့ diamond ဆိုတယ်ဗျာနည်းနည်းအရန်များတယ်ကျွန်တော်မှာ diamond တွေလည်းအများကြီးပဲကျွန်တော်က
ဂျာဗာ glitch နဲ့ diamond တွေပွားတာလည်းရှိရ EXP တွေလည်းကျွန်တော်ပွားရတယ်အရင်ကျွန်တော်အကြာကြီးဆော်ရတဲ့စာပါဆိုအဲ့လောက်တော့ရှိမှာပဲကျွန်တော်ကိုချိရလို့တော့မပြောကြပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါချိန်နေအများကြီးပေးပြီးတော့3လလောက်နေမအိမ်ညမအိမ်တစ်နေ့ကို6နာရီ9နာရီ9နာရီလောက်တစ်နေ့မှာတော့အဲ့လောက်ဆော့တာ24နာရီမှာအဲ့လောက်ဆော့တာမျိုးဖြစ်တဲ့အတွက်ဒီလောက်တော့ရှိတယ်နော်ပြီးတော့ကျွန်တော်ကလူအင်အားအရင်များ9ယောက်10ယောက်လောက်ပေါင်းဆော့တာတဲ့စာပါဆိုကျွန်တော်တို့ကောင်းတဲ့စာပါလည်းရှိနေလည်းရှိပါပါဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့စာပါလေးကိုကျွန်တော်လိုက်ပြလိုက်တယ်အားလုံးမကြိုက်ကြမယ်လို့ထင်ပါတယ်ချိရတဲ့ဝေါ်တော့မဟုတ်ပါဘူးကျွန်တော်ဒီအိုင်းရိုးရိုးဆော့တာဟုတ်တယ်မလားညီလေးအောက်ချိလားမချိဘူးနော် ဟုတ်တယ် ချိကျွန်တော်တို့ဒီတကယ်လေးနေမှာချိတဲ့ကောင်လည်းရှိတယ်ဒါပေမဲ့ချိတဲ့ကောင်တွေကမိရနဲ့ထောင်နဲ့တန်းရအောင်ကျွန်တော်ထောင်လေးရှိတယ်ထောင်နဲ့ထည့်ပေါ့အဲ့လောက်စီကန်းရှိတာကျွန်တော်ပေးမချိပါဘူးဒီဘောထဲမှာဒီစာပါထဲမှာပေးမချိပါဘူး ဟုတ်တယ်စီးတဲ့ကောင်တွေတော့စီးတယ် ချိတဲ့ကောင်တွေမရှိဘူးလို့ဆိုတာဒီစေးပဲနည်းလုံးကြောင့်အိပ်ပြော 古帆这都翻了，古帆这都翻这了。 ဒီသွားလိဟုတ်တော့ 这都翻这了。 လိုက်ခဲ့ငါသွားနေ ကျွန်တော်ညီငယ်ကျွန်တော်သွားလိုက်တာဂိုးဖန်ရောက်တော့ဂိုးဖန်ကြီးကအကောင်ပလောင်တွေကကြာမလာလို့ကျွန်တော်ဗီဒီယိုခဏရစ်လိုက်ရတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့အပေါ်မှာဒီနေတာပေါ်တဲ့တစ်လုံးမဟုတ်နှလုံးလောက်ကအပေါ်မှာပြက်နေတော့ကျွန်တော်တက်ပြင်လာရတာနဲ့အချိန်ကုန်လို့ကျွန်တော်ဗီဒီယိုလေးခဏလောက်ရထားပါတယ်။နောက်ထပ်ပြဿနာကလည်းဒီအကောင်တွေကကြာမလာပဲနဲ့အောက်ရောက်တော့ရှော့သွားတာပေါ့။အဲ့ဒါလည်းတော်တော်ကြီးပြင်လိုက်ရတယ်။ ကိုစင်မင်းကောင်းနေရမဟုတ်ဘူးတော့ဒီမှာအောက်ကြပြီးချောသွားတယ်ရိုးသားတော့ဟိုနေဘာလောက်ထားလဲမသိဘူးမင်းကောင်းနေအောက်ကြပြီးချောသွားတယ်ဟာစိတ်ညစ်တယ်ကွာဗီဒီယိုလုံးတာမင်းအဆက်မခွဲတဲ့ငါမင်းဖန်ကြီးကဘာကြီးလဲမင်းစောက်ထားမဟုတ်လားမင်းစောက်ထားမဟုတ်လားဒီဖန်ကြီးကဒီမှာကြည့်အောင်မင်းကောင်းနေကဒီမှာအောက်ပြကြပြီးခွေးချောနေ 这边嘛，这个照个，照看，别让俺盯。 အေးအဲ့တော့ကောင်းနေအေးကောင်းပြီကိုစင်ရောက်ထောက်ခွင့်ကြီးထောက်ခွင့် 快快。 ဒီဖန်ကတော့တာမန်ဂိုးဖန်နေတဲ့ပစ်ကလင်ပို့ကြပါတယ်အပေါ်မှာနေတာပေါ်တဲ့ရှစ်လုံးတက်ဒီဟာနဲ့ပြေးတာပြတဲ့အတွက်ကျွန်တော်တို့ဒီအရန်ကြရပါတော့တခါကျရင်ဒီလက်ပါလက်တဲ့အထိကျွန်တော်တို့ဒီကောင်ကလောက်အရန်ဖြစ်ပါတယ်ဒီထက်ပိုပြီးလဲကြပါတယ်ဗျဒီကောင်က EXP အတွက်ကိုဂိုးအတွက်ကိုတော်တော်ကြီးအဆင်ပြေပါတယ် ဘောမှာပြက်လို့ပြင်းနေရဆိုတော့ကျွန်တော်တစ်ချက်လောက်ဒီ go fan လေးကိုကျွန်တော် skip ထားပါမယ်ဒါပေမဲ့လောက်ရှိနေတဲ့တဲကတော့ဒီလောက်တော့ကြာတယ်အမှန်မှန်ဒီထက်နည်းနည်း2ဆ3ဆလောက်များတယ်ဒီကောင်ကလို့တော့အရင်ဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုထဲမှာတခြားမပြနိုင်တဲ့အတွက်အားလုံးတော့မှာပါတယ်ဗျနောက်တစ်ခုတော့ပြမယ်ဟုတ်နောက်တစ်ခုကတော့ ESP fan ESP fan ကနည်းနည်းအနေနဲ့များတယ်ဘာလို့လဲဆို paper တွေပါလေးကြာလာတယ်ပြဿနာရှိတယ်ခါကျပေါက်ကွဲဟောကျွန်တော်ဆို10ခါလောက်ရှိပြီAFP မဲ့နေရာလေးရှိရဗျာရှင်းဒီကောင်ကနည်းနည်းအာမာတွေဒီလိုမျိုး picket တွေပါမန်နေပါတဲ့ကောင်တွေလို့ဒီမှာလာဖြည့်လို့ရှိရင်ကျွန်တော်တို့9မိနစ်လောက်နဲ့ 要不要不，这边 အဘောကနေအပြည့်လောက်ရကျွန်တော်ညီရရသွားပြီ 这边这边 တော့ကြည့်လိုက်အောင်ခွင့်ရရအောင်ဒီလေး 换了有换了。 သူဖွင့်လိုက်တာဒီလောက်တော့ကြာလာပြီပေါ့နော် အရန်ကြမ်းပြီးတော့အကောင်ပလောင်များပြီးတော့ကျွန်တော် error တက်ပြီးအထဲကပစ်ကလင်ကလေးလေးပါပန်းထွက်လာပြီးတော့ကျွန်တော်ဟိုဟာတတ်သွားရတယ်ဗျအဲ့လောက်ထိအချိန်နေဆိုးသွားလို့ကျွန်တော်ပတ်ပြေးလိုက်ရပါတယ် ဒီလေးပိတ်လိုက်တော့ထက်တယ်ပိတ်လိုက်ကျွန်တော်ခုနပြနေ ASB fan လေးပြန်ပြမယ်ဒီကောင်လဲ 这里 အေးပိတ်လိုက်ဒီကောင်လည်းနည်းနည်းနေကောင်းတယ်သူက ESP ဒီကောင်လည်းတော်တော်ထုတ်တယ်ပြီဆက်ဒီညီလေးဒါဘယ်နှထက်လဲ ESP fan 谁的？ ဟုတ်လား10တက် ESP fan ပေါ့နော်ကျွန်တော်အထက်20 40လောက်သွားဖို့လုပ်တာဒါပေမဲ့10တက်လောက်ပဲလုပ်လိုက်ပါတယ်ရဟန်းကုန်ပစ္စည်းတွေကျွန်တော်တက်လိုက် ဒီ EXP fan ကြီးက10ဓာတ်ပါကျွန်တော်တို့မြင်တွေ့နေကြဒီ EXP fan ယူတာမန် EXP fan တစ်ထပ်ကိုမှကျွန်တော်တို့က10ဓာတ်စာထောက်ဆောက်ထားတာပေါ့အဲ့တော့အကောင်ပလောင်လဲပုံများပြီးတော့ EXP ကပိုထွက်မြန်တယ်ဒီ mandate ပါတဲ့ဒီ armor တွေ equipment တွေဆိုလို့ရှိရင်ကျွန်တော်တို့9မိနစ်10မိနစ်လောက်နဲ့ကျွန်တော်တို့ဒီကြိုးကန်နီးကနေပြီးတော့အပြည့်စုံထိတင်ပေးနိုင်ပါတယ်ဗျ ကဲအဲ့လိုကျွန်တော်တို့ go fan ကြီးကတော့မြင်တဲ့အတိုင်းပဲတက်လို့တော့မကုန်ဘူးဖြစ်နေတာဒါတော့မှပိတ်ထားခုမှပုံတော့ဒီကောင်7မိနစ်လောက်တော့တက်လိုက်ရတယ်ကဲ let's go နောက်တစ်ခုတော့ပြမယ် 只有那种不怕下山了，那就骗你。 အေးပါဒီအပေါ်ဆုံးမှာတော့pipa fan ဖြစ်ပါတယ်
paper fan ရတယ်ကျွန်တော် AFK ပြီးမှဆောင်းရတယ် fan တွေကတစ်မျိုးပေါ့နော်ဒီဘောင်းကလည်းတိမ်နဲ့ကွယ်တယ်ဗျာဒီဘောင်းတိမ်နဲ့ကွယ်ဟောဒီမင်းစကင်ကဘာကြီးလဲအုတ်ထုတ်လေးပါချွတ်ပြပါမင်းစကင်လေးမြင်နေမင်းအပြင်အရုံနဲ့တရုတ်တည်းပေါ့ ဒါမဟုတ်ဘူးလေည ဒီမှာကျွန်တော်တို့ဒါကတော့ paper fan အလုံးလုံးထားတဲ့ဒီဒိတ်ခါတွေဖြစ်ပါတယ်အရင်များတဲ့မှာပါတယ်ပေါ့ရှိုးလာရှယ်ပဲလူမျိုးတောက်လျှောက်ကြည့်သေနေရဗျအဲ့လိုမျိုးကြီး sorry တိမ်ခွင်လေးလို့ရှယ်မိုက်တယ် ကျွန်တော်ကတိတ်မရှိ အမေကိစ္စ အဲ့ဒါတိတ်နေပြောက်အေးကြာကြီးကမကြောက်ဘူး ကြာတိမ်ကဲအားလုံးပဲဗီဒီယိုလေးကို လောက်ပဲ ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကဲကျွန်တော်နောက်တဲ့ဗီဒီယိုလေးတွေကိုလည်းကျွန်တော်အားပေးခဲ့ကြပါအားပေးကြဖို့ကျွန်တော်ပြောချင်ပါဗျကဲတော့ကျွန်တော်ဗီဒီယိုလေးတော့ပါဗျာကျွန်တော်နောက်တဲ့ဗီဒီယိုအသစ်လေးတွေလည်းကျွန်တော်အားပေးဖို့အတွက်ဒီပြောချင်ပါတယ်ကျွန်တော်နောက်တဲ့ဗီဒီယိုတွေလုပ်ဖို့အတွက်ကျွန်တော်ခွန်အားအနေနဲ့ကျွန်တော်တို့ subscribe နဲ့ like ဒီများပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ဗျကဲဒီနေ့ဗီဒီယိုလေးအားလုံးပဲကြိုက်ရကြမယ်ထင်ပါတယ်ကဲနောက်တဲ့ဗီဒီယိုမှာလည်းဆိုလေးကြမယ်တကယ်ကြီးတို့ကဲအားလုံးပဲတက်တာပါ အဲ့ဒါ တက်တာ bye bye ဒါ